အားလုံးပဲမင်္ဂလာပါဆရာရဲ့ YouTube channel ကနေအားလုံးကိုပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါရခင်ဗျာเนาะဒီနေ့တောက်ကြနေမနက်ပိုင်းမနက်ခင်းလေးမှာပေါ့เนาะစိတ်ဤချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းတွေနဲ့ပြည့်စုံကြပြီးတော့အသက်ရှူတိုင်းငွေတွေဝင်ကြပါစေလို့ဆရာကဆုမကောင်းတောင်းပေးလိုက်တယ်ဒီနေ့28ရက်3လ2025တောက်ကြနေမနက်ပိုင်းအတွက်အကောင်းဆုံးအပိုင်ကဏ္ဍတွေကိုမျှဝေတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ခင်ဗျာเนาะမနေ့ကကြာတာပရိနေ့မှာလည်းအနေနဲ့အများအထိုက်လျောက်အဆင်ပြေသွားကြရတယ်เนาะဆရာရဲ့ဒီဗီဒီယိုလေးကိုနေ့စဉ်ကြည့်ရှုအားပေးနေကြတဲ့သူတွေဆိုရင်တော့သိကြမယ်ပေါ့နော်ဒီနေ့တောက်ကြနေနောက်ဆုံးပိတ်အတွက်လည်းဆရာကအကောင်းဆုံးစူးစမ်းတင်ဆက်ပေးလိုက်ပါတယ်ပေါ့နော်ဆရာရဲ့ဒီ YouTube channel လေးကို subscribe လေးမနေရသေးဘူးဆိုတော့ subscribe လေးနှိပ်ခဲ့ပေးကြပါဦးဗျเนาะတအူးမြင်တအူးပေါ့မဟုတ်ပဲအများမြင်အများပေါ့အောင် share လုပ်ရတဲ့နေရာလေးတွေမှာ share ပေးထားကြပါမယ်เนาะကဲဒါဆိုရင်တော့ဒီနေ့28ရက်3လ2025တောက်ကြနေမနက်ပိုင်းအတွက်အကောင်းဆုံးအပိုင်းကဏ္ဍတွေကိုမျှဝေပေးလိုက်ပါတယ်ခင်ဗျာကဲဒီမနက်အတွက် break ကဏ္ဍကတော့2 break ပဲဖြစ်ပါတယ်2 break မှာ main ဩကွက်တွေဆိုရင်တော့66 93 11ပဲဖြစ်ပါတယ်เนาะအပူးနှစ်ကွက်လေးပါထည့်ဆော်ပေးတာပါဗျကဲနောက်ထပ်လုံးမိုင်ပတ်တီးအနေနဲ့ကတော့10ပတ်တီးနဲ့1ပတ်တီးပဲဖြစ်ပါတယ်10ပတ်တီးမှာဆိုရင်တော့10နဲ့83 88ကို main on အနေနဲ့ကစားလို့ရပြီးတော့တစ်ပတ်တီးမှာဆိုရင်တော့14 16 19တို့ကို main on ကွက်အနေနဲ့ကစားလို့ရပါတယ်ခင်ဗျာကဲဒါပြီးတော့เนาะဆရာရဲ့မူဝေရပေါ့เนาะဆရာတွက်ဆိုင်ရအပမူလက်တွက်ဆိုင်ရလုံးဝပြတ်ပင်မရှိတဲ့အပိုင်းပတ်တီးတစ်လုံးကိုထပ်မံပြီးတော့မျှဝေတင်ဆက်ပေးပါမယ်เนาะဒီပတ်တီးကိုတော့ဆရာကပေါက်ပေးနဲ့မျှဝေပေးတော့မှဖြစ်တယ်เนาะဆရာကုံနာတဲ့အချိန်လေးဆရာစူးစမ်းပေးထားတဲ့အချိန်လေးအတွက်ဆရာရေပေါ့နော်ပညာကြီးထိုက်တဲ့လောက်ကိုဆရာပြန်ယူလာပဲဖြစ်တယ်နော်ပညာကြီးယူလာဆိုပေမဲ့လည်းဆရာကငွေတစ်ပြားတစ်ချက်မှာကြိုယူကြိုတောင်းတာမျိုးမဟုတ်ဘူးနော်ပေါက်ဝေးနေပဲဆရာကချပေးမှဖြစ်တယ်နော်အပိုင်ပတ်တီးတစ်လုံးပေါ့နော်နေကုံစားအပိုင်ပတ်တီးတစ်လုံးကိုဆရာကမေဂျရိုလက်ထဲကိုအရင်ဆုံးထည့်ပေးမှဖြစ်တယ်။နော်ကနန်းကျသွားပြီးဒိုင်စီကငွေထုတ်ပြီးသွားပြီဆိုမှဆရာကိုပညာကြီးလေးကြော်ပေးပါ။နော်ဆရာရဲ့ပညာကြီးပေါက်ပေးက2000ကျပ်ပဲဖြစ်ပါ။ဆက်လေး2000မှာဂရင်းမတီလဲခင်ဗျားတို့ကိုယ်တိုင်နဲ့ကိုယ်ကံပဲပေါ့နော်။ဆရာဒီပေါက်ပေးလောက်တာကတပတ်တော့မပြည့်သေးပါဘူး။ဒါပေမဲ့ဂရင်းမတီရဲ့သူတွေလည်းအများကြီးရှိပါတယ်။နော်ပေါက်ပြီးရင်ပြေးတယ်လူလိန်ကလင်ကကြစ်တွေလည်းရှိတယ်။နော်ဒါတော့ကိုယ်တိုင်းနဲ့ကိုယ်ကံမှာဆရာတို့မြစ်တာထားပါတယ်ပေါ့နော်ကဲဒါဆိုတော့ဒီနေ့တောက်ကြနေနောက်ဆုံးဘိန်းနောက်ဆုံးအကျင့်အတွက်ပေါ့နော်နေကုံစာအပိုင်းဆိုမှအပိုင်းထိမိမိနဲ့တလုံးမှပတ်ချင်တဲ့သူတွေဆရာစီအမြန်ဆုံးလာပြီးတော့ဆက်သွယ်လိုက်ပါဆရာအကောင်းဆုံးစူးစမ်းပေးထားပါတယ်ခင်ဗျာနော်